တဲ့နိုင်ငံအေးချမ်းတဲ့နိုင်ငံဖွံ့ဖြိုးတဲ့နိုင်ငံစီလုံးတဲ့နိုင်ငံဖြစ်ရမည်အမြဲတည်တမ်းတို့နိုင်ငံကိုတို့ထူထောင်ပြီးတို့ပြည်သူနဲ့တွဲလန့်ပြီးတခဲနဲ့ချီအမြဲမပြတ်ရည်တို့ဒီရဲ့ကျူအမြဲစင်သေးမှုအမျိုးကုန်တင်တို့ရေကြိုးပမ်းမည်ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုး